မင်း၄ဘက်ကန်လောက်ကုန်တဲ့ဟင်းလေးချက်ပြပါမယ်ရှင်ကလေးတွေလည်းចောင်းပိတ်ရဖြစ်တာကြောင့်ကလေးတွေအရင်ကြိုက်တဲ့ချမောင်ရွက်နဲ့မြစ်ချစ်ဆက်လေးကြော်ပါမယ်ရှင်ထုံးစံအတိုင်းကြက်သွန်ဖြူနေစီတက်ပါမယ်ကြက်သွန်နီလေးအရောင်ပြောင်းလာတာနဲ့မြင်ငပီလေးကိုထည့်ပါမယ်ရှင်ရေးဆေးထားတဲ့ပဇွန်ကြောက်လေးကိုထည့်ပါမယ်ရှင်ပဇွန်ကြောက်တွေစားတဲ့အခါမှာရေးဆေးပြီးစားပေးပါရှင်ချစ်ဆက်လေးစားကြတာဖြစ်တဲ့အတွက်ငယ်သီးကျန်းလေးထည့်ပါမယ်ပြီးရင်တော့မြစ်ကလေးကိုထည့်ပါမယ်ရှင်မွေးလေးနေအောင်လို့ငယ်သီးစိမ်းလေးလည်းထည့်ပါမယ်မြစ်လေးစီတက်တာလေးနှံ့ပြီဆိုတာနဲ့ချမောင်ရွက်လေးကိုထည့်ပါမယ်ချမောင်ရွက်စီးထားတဲ့ရေလေးအနှဲငယ်ပါတာဖြစ်တဲ့အတွက်ရေထပ်မထည့်တော့ပါဘူးရှင်ရတာပုံငန်းလေးမြည်ပြီးတော့ငန်းပြားလေးထည့်လို့ရပါတယ်ရှင်ကဲအခုဆိုရင်တော့လွယ်ကူရိုးရှင်းပြီးထမင်း၄ဘက်ကန်လောက်ကုန်နဲ့ကျမတို့တအိမ်လုံးရဲ့အကြိုက်ဖြစ်တဲ့ချမောင်ရွက်နဲ့မြစ်ကြော်ချက်ဆက်လေးရပါပြီရှင်